ဒီဇလန်လေးကတော့သူ့သမီးကိုစော်ကားခဲ့တဲ့လူယုံမာကိုကလစားချဖို့အတွက်ဖခင်ဖြစ်သူကအဲ့ဒီလူကိုမိမတယောက်အဖြစ်ပြောင်းလဲပစ်ဖို့ဆုံးဖြတ်လိုက်ရကနေစတင်ခဲ့တာပါအစပိုင်းမှာတော့သူဟာအဲ့ဒီလူရဲ့မုတ်စိတ်မွေးလေးကိုရိတ်ပစ်လိုက်ပြီးဆေးခတ်ကခွဲစိတ်စားပွဲပေါ်မှာချီနှောင်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လိန်အင်ကပြောင်းလဲတဲ့ခွဲစိတ်မှုကိုစတင်ပြုလုပ်ခဲ့တာပါဂျက်နိုးလာတဲ့အချိန်မှာတော့သူ့ရဲ့အင်ကာရက်ဒီမရှိတော့တာကိုသိလိုက်ရပြီးအကြီးအကျယ်စိတ်ပျောက်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိသေးတယ်လို့မတ်ကပြောခဲ့ပါတယ်နောက်ထပ်6လအတွင်းမှာတော့မတ်ခါဂျက်ကိုခွဲစိတ်မှုပေါင်း1000ကျော်ပြုလုပ်ခဲ့ပါတယ်ခွဲစိတ်မှုတွေအားလုံးအောင်မြင်ခဲ့ပေမဲ့ဂျက်ရဲ့အရေးပြားကသူ့လိုချင်တဲ့လောက်ချောမေမနေသေးပါဘူးဒါကြောင့်မတ်ကလူလုတ်အရေးပြား artificial skin အကြောင်းကိုသူတေသနာလုပ်ပြီးအစိမ့်မြင့်တစ်ခွဲကန်ပြီးအရေးပြားကမျိုးကိုအောင်မြင်စွာမွေးမြူနိုင်ခဲ့ပါတယ်စမ်းသပ်မှုများစွာလုပ်ပြီးတဲ့နောက်မှာတော့ဒီအရေးပြားအသစ်ကိုဂျက်ရဲ့ခန္ဓာကိုယ်ပေါ်မှာအစားထိုးနိုင်ခဲ့ပါတယ်ဒီမကြခင်မှာပဲဂျက်ခါမိမတယောက်အတွက်လုံးဝပြောင်းလဲသွားခဲ့ပါပြီခန္ဓာကိုယ်အချိုးအစားကြအောင်လို့နေညာမပြတ်ရှိတ်ပွဲတွေဝစ်စင်ထားခိုင်းပါတယ်ဂျက်တယောက်ဘာမှပြန်မခုခံလို့ထင်ရပေမဲ့တနေ့မှာတော့ Mark အမတ်မတင်ဖြစ်နေတော့အလေးဝင်တိုက်ခိုက်ပြီးတော့ကိုလူကထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ Mark က remote control ရှိနေတော့တကားဒီအားလုံးကချက်ချင်းပိတ်သွားခဲ့ပါတယ် Mark ရဲ့လက်ထဲကနေလွတ်မြောက်ခြင်းစောနဲ့ဂျက်ခါကိုနာကျင်အောင်လုပ်ခဲ့ပေမဲ့ Mark ကပဲသူ့အသက်ကိုပြန်ကယ်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဂျက်ကိုအခန်းထဲမှာပဲပိတ်လောင်ထားခဲ့ပြီး TV ကြည့်တာကလွဲလို့တခြားဖျော်ဖြေစရာမရှိတော့ပါဘူးခန္ဓာကိုယ်အသင်းနဲ့မြင်မြန်အသားကျအောင်လို့မာကာသူ့ရဲ့အစားအသောက်တွေထဲမှာမဟော်မုန်းအက်စထရိုဂျင်တွေထည့်ကျွေးခဲ့ပါတယ်တဖလီဖင်းနဲ့ဂျက်လက်ဒီဘဝတစ်ကိုလက်ခံလာခဲ့ပါတယ်မာကတော့နေ့တိုင်းမော်နီတာရှိမှထိုက်ပြီးသူ့ရဲ့လက်ရမွန်ကြီးကိုကြည့်ကသဘောကျနေခဲ့တာပါတကယ်တော့မာကာဂျက်ရဲ့မျက်နှာကိုကွယ်လွန်ထားပြီးဖြစ်တဲ့သူ့ဇနီးနဲ့တူအောင်ခွဲစိတ်ပြုပြင်ထားခဲ့တာဖြစ်ပါတယ်တနေ့မှာတော့ Mark ဈေးဝယ်ထွက်နေတော့အိမ်ထဲကိုတခိုးတယောက်ဝင်လာပါတယ်။အဲ့ဒီတခိုးကအခန်းထဲမှာယောဂကြည့်နေတဲ့ဂျက်ကိုတွေ့သွားပြီးအခန်းတကားကိုဖောက်ကဝင်ရောက်စော်ကားခဲ့ပါတယ်။ Mark ပြန်လာတဲ့အချိန်မှာတော့သူ့အမေကကြိုးတုတ်ခံထားပြီးဂျက်လည်းစော်ကားခံနေရတာကိုမြင်လိုက်ရတာကြောင့်ဒေါသတကြီးနဲ့အဲ့ဒီတခိုးကိုတနက်နဲ့ပစ်တက်လိုက်ပါတယ်။ဒီဖြစ်ရအတိအပြစ်ဖြစ်တဲ့အနေနဲ့ Mark ကဂျက်ကိုအိမ်ထဲမှာလွတ်လွတ်လပ်လပ်သွားလာခွင့်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလည်းတဖြည်းဖြည်းပြောင်းလဲလာပြီး Mark ရဲ့အမေကလည်းဓာတ်ကိုကြီးကြီးဖြူဖြူလက်ခံပေးခဲ့ပါတယ်။ဂျက်လည်းဒီဘဝမှာပဲအခြေချတော့မလို့ဖြစ်နေတော့တနေ့မှာသတင်းစာတွေကသတင်းတစ်ခုကြောင့်သူ့မိသားစုကသူ့ကိုနှစ်ပေါင်းများစွာလိုက်ရှာနေတာကိုသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဂျက်ဟာဒီငရဲခန်းထက်ကနေလွတ်မြောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာမားကရဲ့တနက်ကိုယူပြီးမားကိုပေးတက်လိုက်ပါတယ်။တနက်တန်ကြောင့်မားကရဲ့အမေအပေါ်ရက်ကိုပြေးတက်လာတဲ့အချိန်မှာတော့သူသားကတေဆုံးနေပြီးဂျက်ကတော့အရေးအယောင်တော့မကြမ်းတော့ပါဘူး။အမေဖြစ်သူလိုက်ရှာနေတော့မှကုတင်အောက်မှာပုံနေတဲ့ဂျက်ကသူ့ကိုတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မားကရဲ့စူဆောင်းထားတဲ့ငွေတွေကိုယူပြီးသူ့မိသားစုစီကိုပြန်သွားခဲ့ပါတယ်။အစပိုင်းမှာသူ့အမေကလက်ခံရခက်နေပေမဲ့နောက်ဆုံးမှာတော့ဒါဟာသူ့ရဲ့ရင်သွေးပဲဆိုတာသိပြီးလက်ခံလိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးဂျက်ဟာအမျိုးသမီးတယောက်ရဲ့အမီနာမနဲ့ရုပ်ရည်နဲ့ပဲချမ်းသာကြွယ်ဝတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်သွားခဲ့ပါတော့တယ်။